လူများစုမသိတဲ့အချက်တစ်ခုကိုအခုပဲပြောပြမယ်ဖုန်းကိုညဘက်မီးပိတ်ပြီးတုံးရင်မျက်လုံးပြတ်တယ်လို့ထင်ကြတယ်နော်တကယ်တော့မျက်လုံးကိုပင်ပန်းစေတာက brightness မဟုတ်ဘူး blue light ပဲဖြစ်တယ် blue light ဆိုတာကွာလေ blue light ဆိုတာဖုန်း TV ကွန်ပျူတာ LED မီးတွေကထွက်တဲ့အပြာရောင်အလင်းရောင်တစ်မျိုးပါဒီအလင်းရောင်ကအင်အားပြင်းတဲ့မျက်လုံးလေးကိုတိုက်ရိုက်ဝင်လွယ်ပြီးကြာကြာကြည့်ရင်မျက်လုံးပင်ပန်းစေတယ် blue light ကမျက်လုံးကိုဘာကြောင့်မကောင်းစေလဲဆိုတော့မျက်လုံးချောက်ကတယ်မျက်လုံးနာမျက်လုံးပင်ပန်းတတ်တယ်ခေါင်းကိုက်တတ်တယ်ညဘက်မှာအိမ်ပျော်စေတာများတယ်အထူးသဖြင့်ညဘက်ဖုန်းကြာတုံးရင်ဦးနောက်ကိုနေရချိန်မှာလို့လှည့်စားပြီးအိမ်ရေးပြတ်စေတယ်ဒါကြောင့်ညဘက်ဖုန်းသုံးတဲ့အခါမှာနိုင်မုတ်ဖွင့် blue light filter ဖွင့်ပြီးသုံးပါဒီလိုအသုံးဝင်တဲ့အချက်တွေနေ့တိုင်းကြည့်ချင်း follow လုပ်ထားလိုက်ပါ